ယောဘကြီးကဖယားသခင်ကိုတဲ့ကိုးကွယ်တဲ့အခါမှာဖယားသခင်တိတ်တဘောကြစာတန်ကဖယားသခင်ရဲ့သားတွေနဲ့ရောက်လာတဲ့အခါမှာဖယားသခင်ကပြောလို့ဆိုမင်းဘယ်ကလာလဲအရက်ရက်လဲ့လဲပြီးတော့ကျွန်တော်လာတယ်ကျွန်တော်မရောက်တဲ့နေရာဘယ်နေရာမှမရှိဘူးမလေးရှားလည်းကျွန်တော်ရောက်ခဲ့တယ်ကျွန်တော်ဩစတြေးလျလည်းရောက်တယ်နော်စာတန်ကမြန်မာနိုင်ငံနဲ့ကျွန်တော်ရောက်တယ်အကုန်ရောက်တယ်တဲ့ဟာအဲ့ဒါဆိုရင်အတော်ပဲတဲ့မင်းအဲ့ဒီရောက်တဲ့ထဲမှာငါကြုံယောဘတယောက်မင်းတွေ့လားအားတွေ့တာဗောတွေ့တာအေးတဲ့အဲ့ဒီငါကြုံယောဘကမြေကြီးပေါ်မှာလူတွေအများကြီးပဲနော်မင်းလည်းအေးရောက်ခဲ့တယ်မင်းတွေ့ခဲ့တဲ့ခရိယန်တွေအများကြီးပဲယုံကြည်သူတွေအများကြီးပဲဒါပေမဲ့ငါကြုံယောဘကအဲ့ဒီမြေကြီးပေါ်မှာရှိတဲ့လူတွေဘယ်သူတူးတယောက်နဲ့မှမတူဘူးတဲ့အရန်ချမ်းသာတာတဲ့အရန်အောင်မြင်တာတဲ့အရန်ကြော်ကြတာအဲ့လိုပြောလားယောဘရဲ့အကြောင်းဖျားပြောတဲ့ခါမှာဘာအကြောင်းအောင်ပြောလဲယောဘရဲ့အောင်မြင်ခြင်းအကြောင်းပြောလားမပြောပါဘူးယောဘရဲ့ချမ်းသာကြွယ်ဝခြင်းအကြောင်းဖျားပြောလားမပြောပါဘူးယောဘရဲ့တာယာတဲ့ဘဝအကြောင်းဖျားပြောလားမပြောဘူးဖျားသခင်ယောဘကိုချီးမွမ်းတဲ့ခါမှာဘာအကြောင်းပြောတယ်မှတ်လဲငါကြုံယောဘသည်တဲ့စုံလင်ဖြောင့်မတ်တယ်ဖျားသခင်အဲ့ဒီဖြောင့်မတ်ခြင်းကိုပဲထုတ်ကြွားတာဘာဖြစ်လို့လဲဆိုအဲ့ဒီဖြောင့်မတ်ခြင်းကလူမှမရှိတော့ဖြောင့်မတ်တော်သူမရှိတရားမှမရှိဖြောင့်မတ်ခြင်းကဖျားစီမှာပဲရှိဒါကြောင့်ယောဘသည်မြေကြီးပေါ်မှာနေပေမဲ့မြေကြီးအသက်နဲ့ရှင်တာမဟုတ်ဖျားရဲ့အသက်နဲ့ရှင်တာအဲ့ဒီဖျားရဲ့ဖြောင့်မတ်ခြင်းနဲ့သူရှင်တာသူ့ရဲ့ဖြောင့်မတ်ခြင်းမဟုတ်တော့ဖျားရဲ့ဖြောင့်မတ်ခြင်းဒါကြောင့်မို့သခင်ရှုကပြောတယ်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာပါနောက်မှသင်လိုတဲ့ຢာကိုဘာလုပ်မလဲဘုရားခင်ထိုအရာများကိုထပ်၍ပြီးမယ်လို့ဖော်ပြတယ်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းနိုင်ငံတော်ဆိုတာဘုရားသခင်ရဲ့နိုင်ငံတော်ဘုရားနိုင်ငံတော်မှာအုပ်ချုပ်တဲ့သူရှိတယ်အဲ့ဒါကယေရှုခရစ်တော်ဘုရားဖြစ်တယ်ဒါဘုရားနိုင်ငံတော်ကိုရှာတယ်ဆိုတာပါလေဘုရားနိုင်ငံတော်ဘယ်မှာလဲဟိုမှာလားဒီမှာလားမဟုတ်ဘူးတဲ့သခင်ရှုကမင်းတို့အထဲထဲမှာတဲ့ဒါကြောင့်သင်ရဲ့နှလုံးသားထဲမှာခရစ်တော်ကိုအုပ်စိုးခွင့်ပေးခြင်းဒီအဲ့ဒါဘုရားနိုင်ငံတော်ကိုရှာခြင်းပဲဒါကြောင့်မနက်တိုင်းမှာသင်ဟာခရစ်တော်ဘုရားသခင်ရှုခရစ်တော်ဘုရားကျွန်တော်နှလုံးသားထဲမှာအုပ်စိုးပါအဲ့ဒါဘုရားနိုင်ငံတော်ရှာခြင်းပဲဖြောင့်မတ်ခြင်းကိုရှာပါနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှာပါကျွန်တော်ငကိုတော့ဒီလိုနားလဲတာလောကမှာနေတဲ့ခါမှာမလိန်နဲ့မညာနဲ့ဖြောင့်မှန်ကန်ကန်အသက်ရှင်ကျွန်တော်အဲ့လိုနားလဲတာဒါပေမဲ့ကျမ်းစာမှာတရားပြန်ကြည့်တော့မှအဲ့ဒီဖြောင့်မတ်ခြင်းကကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းမဟုတ် his righteousness ဘယ်သူရဲ့ဖြောင့်မတ်ခြင်းလဲဖျားရဲ့ကိုယ့်ရဲ့ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်ဖို့မဟုတ်လူဆိုတာအတိုင်းအတာတစ်ခုတည်းတော့မှန်နိုင်တယ်အတိုင်းအတာတစ်ခုတည်းတော့ကောင်းနိုင်တယ်အတိုင်းအတာဘောင်ကျော်သွားရင်ဘောင်ကျော်သွားရင်မချစ်နိုင်တော့ဘောင်ကျော်သွားရင်ခွင့်မလွတ်နိုင်တော့အတိုင်းအတာရှိတယ်လူရဲ့မြစ်တာလူရဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ဖြောင့်မတ်ခြင်းနဲ့အသက်မရှင်အောင်ဖျားရဲ့ဖြောင့်မတ်ခြင်းနဲ့မလုပ်ရမလဲအသက်ရှင်ရမယ်ဒါကြောင့်မို့ယောဘမှာဖျားတွေ့တဲ့အရာကယောဘသည်ဖျားရဲ့ဖြောင့်မတ်ခြင်းနဲ့မလုပ်နေလေအသက်ရှင်နေတယ်သူ့ရဲ့ဖြောင့်မတ်ခြင်းနဲ့မဟုတ်ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့သူ့ရဲ့ဇာတိအသက်နဲ့မဟုတ်ဖခင်ရဲ့အသက်နဲ့ဒါကြောင့်မို့သင်ဟာယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့အခါမှာဘာအသက်ကိုရတယ်လို့ပြောလဲထာဝရအသက်ကိုရတယ်လို့ပြောတယ်ရထားတဲ့အသက်ကထာဝရအသက်ဆွဲလန်းနေတာကလောကရဆိုသွားပြီပေါ့ရှင်းတော့လွဲနေပြီကျွန်တော်ကနော်ရထားတဲ့အသက်ကထာဝရအသက်ဆိုဘာကိုဆွဲလန်းရမလဲထာဝရအရာတွေကိုဆွဲလန်းရမယ်ဒီလောကမှာသင်လိုတဲ့အရာတွေတော့ဘာမှပူစရာမလိုကျွန်တော်ကဒီလောကမှာကိုလိုတဲ့အရာတွေပူပန်နေလို့အဲ့ဒါကိုအာယုံစိုက်နေတာတကယ်တော့ဘုရားသခင်ကသင်တို့မတောင်းခင်ကပင်နဲ့သင်တို့လိုအပ်တဲ့အရာများကိုကောင်းကင်ဘုံဖာဘာလုပ်ပြီးသားလဲသိပြီးသားပါတဲ့စာငတ်တကောင်အငတ်မထားတဲ့ဘုရားတောနေမန်းတွေကိုအဝတ်နဲ့ဖုံးလွှမ်းတဲ့ဘုရားသင်စားစရာလို့ရင်ဘုရားစားစရာပေးမှာပါသင်ဝတ်စရာလို့ရင်ဘုရားဝတ်စရာပေးမှာပါသင်အသုံးဆောင်ပစ္စည်းတွေလို့ရင်ဘုရားပေးမှာပါသင်မှာအကျွေးကြေဖို့လို့လည်းဘုရားမဆမှာပါဘုရားသူ့အချိန်နဲ့သူဘာလုပ်ပြီးသားအားလုံးသင်ဘဝအသက်တာကိုပြင်ဆင်ပြီးသားဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလောကလိုအပ်တဲ့အရာတွေကိုပဲမျက်မှောက်ပြုမိနေတယ်ဒါမှမဟုတ်သခင်ရှုကဒီလိုဆုံးမပါတယ်အဘယ်သို့စားတော့ရအံ့နေအဘယ်သို့ဝိရအံ့နေဟု၍မစိုးရင်ကြနေထိုအရာများကိုသာသနာပလူတို့သည်ရှာဖွေတတ်ကြ၏သာသနာပလူဆိုတာသိလားကျွန်တော်လူငယ်ဘဝတော့အဲ့ဒီအပြန်လန်ပါလေအဲ့ဒီကျမ်းပိုက်ရှိတယ်လူငယ်စီးမှာကြောင်းတငယ်ချင်းတက်ဖတ်တာသာသနာပလူတို့သည်နော်ဟာမင်းဘယ်ကပလူဝင်လာတာလဲနော်ကျမ်းစာထဲမှာဘယ်တော့သာသနာပလူသာသနာပလူတဲ့တော့ဖတ်လိုက်တာနော်အဲ့တော့သာသနာပလူဆိုတာသာသနာဆိုတာအဆုံးအမသာသနာပလူဆိုတာခရစ်တော်ဘုရားရဲ့အဆုံးအမအောက်မှာမရှိဘဲသခင်ခရစ်တော်ဘုရားရဲ့အဆုံးအမရဲ့ပြင်ပအောင်ရောက်သွားတာယုံကြည်သူခရစ်ယာန်ဖြစ်မယ်အမှုတော်ဆောင်ဖြစ်မယ်တရားဟောဆရာဖြစ်မယ်ဒါပေမဲ့ခရစ်တော်ရဲ့ဘယ်အောက်မှာမရှိတော့လေအဆုံးအမအောက်မှာမရှိဘဲနဲ့အပြင်ပရောက်သွားတာသာသနာပလူလို့ခေါ်တာခရစ်တော်ရဲ့အဆုံးအမအောက်မှာရှိတော်သူဟာ
အဘယ်သို့စားရမလဲအဘယ်သို့ဝတ်ရမလဲဟူပြီးတော့မစိုးရဘူးအဲ့ဒီအရာတွေကိုမရှာဖွေဘူးဘာလို့ပဲရှာလဲဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုပဲရှာခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုပဲရှာတယ်ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ပဲအသက်ရှင်တယ်အဲ့ဒီလိုလူကိုဖခင်ကချီးမွမ်းခြင်းလားဒါကြောင့်မို့ယောဘကိုမြင်လာတဲ့စာတန်ကိုပြောတယ်ယောဘကတခြားလူနဲ့မတူတော့တဲ့အဲ့ဒီငါရဲ့ဖြောင့်မတ်ခြင်းနဲ့ဘာလုပ်နေတာအသက်ရှင်နေတာစာတန်ကဘာပြောလဲကိုတော်ကလည်းသူ့သားသမီးတွေကိုတွားပြီးတော့တိတ်အထင်ကြီးနေတယ်ကျွန်တော်တွေးခဲ့ပြီးသွားတယ်ခရိယန်တွေအားလုံးကဘာပတ်လာစာတန်ကကဘာပတ်နေတာနော်ကဘာတယ်မဟုတ်ဘူး तू ကစัจ java ပါ तू ပတ်နေတာနော်ခရိယန်တွေအားလုံးကျွန်တော်တွေးပြီးသွားပြီတဲ့အကျိုးမရပဲအဲ့ဒီစကားလုံးရေးကြည့်နော်ယောဘသည်အကျိုးမရပဲဖျားဝစ်ကိုပြုသလိုယောဘကြီးကိုရောကိုကိုးကွယ်နေတယ်ဆိုတာဘာရနေလို့အကျိုးရနေလို့ကိုရောကသူ့ရဲ့အသက်တာကိုဇောင်းရမ်းဘာလို့ထားလဲကာထားတယ်ဘာအန်နေမှမရှိအောင်ကိုတော်ကသူ့ရဲ့တိုးနွားတွေကိုတိုးပွားစေတယ်ရွှေတွေငွေတွေဥစ္စာပစ္စည်းတွေကိုကိုတော်ပေးထားတာကိုယောဘကြီးဘာလုပ်ပြီပေါ့ဖះကိုကိုဒီလောက်အဆင်ပြေနေတာသားသမီး10ယောက်ဘလောက်ပြောစရာကောင်းလဲစားစရာတွေလည်းရှိတယ်ဝတ်စရာလည်းရှိတယ်ဘာမှပူပန်စရာမရှိဘူးဘာယောဂါမှလည်းမဖြစ်ဘူးကြည်စမ်းကိုကိုွယ်မှာပေါ့ကိုတော်အကျိုးရနေတာ哦ဒါပေမဲ့ဖះသခင်ကပြောလဲအေးစာတန်မင်းတွေးခဲ့တဲ့ယုံကြည်သူခရိယန်တွေကတော့အကျိုးလိုချင်လို့ငါ့ကိုကိုးကွယ်တာဟုတ်ကောင်းဟုတ်မယ်ဒါပေမဲ့အဲ့ဒီထဲမှာဘယ်သူမပါဘူးလဲယောဘမပါဘူးစာတန်ကဘယ်လိုပြောသလားကိုတော်ကပါလဲအဲ့ဒီဖះသားသမီးတွေကိုတော့ကိုးကွယ်ဆိုကိုတော့တိတ်ချစ်လို့များမှတ်နေလားကိုတော့တိတ်ပြီးတော့စာငတ်လို့များမှတ်နေလားသူတို့လိုချင်တာကတခြားအရာသူတို့လိုချင်တာတွေကရွှေငွေစည်းစိမ်ဥစ္စာတွေသူတို့လိုချင်တာအောင်မြင်ကြော်ကြားနေတယ်ကိုတော့ချစ်လို့မဟုတ်ဘူးစာတန်ကကောင်းကောင်းသိတယ်ကိုတော့ချစ်တာမဟုတ်ဘူးတဲ့အဲ့ဒီဒါပေမဲ့အဲ့ထဲမှာဘယ်သူမပါဘူးလဲယောဘမပါဘုရားသခင်ကမင်းတလောက်တောင်ပြောလာရင်လဲစုံစမ်းလိုက်အခွင့်ပေးတယ်တရက်ထဲမှာသားသမီး10ယောက်ပေါက်သွားလဲတည်သွားတယ်သားသမီး10ယောက်အကုန်တည်သွားတယ်ချမ်းသာတဲ့တတိယောဘနဲ့ချက်ချင်းမလို့သွားလဲဆင်းရဲမွဲတည်သွားတယ်အင်မတန်မှခန္ဓာကိုယ်ကျမ်းမာတဲ့အနေထားနဲ့ပဲခန္ဓာကိုယ်မှာဘာတွေဖြစ်လာအနာယောဂါတွေဖြစ်လာဒါပေမဲ့အဲ့ဒီလိုအခြေအနေတွေပြောင်းသွားပြီမဲ့ဖះပေါ်မှာတစ္ဆာရှိစွာနဲ့ကိုးကွယ်နေသေးပဲဖះရဲ့ဖြောင့်မတ်ခြင်းတရားကိုဆွဲလန်းနေသေးပဲနှုတ်နဲ့တော့ဖះကိုမပြစ်မအောင်ဆိုတာတွေ့ရတယ်ဒါကြောင့်မို့တစ္ဆာရှိခြင်းဆိုတာကအခြေအနေပြောင်းဝင်မဲ့စိတ်သဘောထားမပြောင်းသွားဘူးငကိုချမ်းသာတဲ့အခြေအနေမှာလည်းဖះကိုကိုးကွယ်တယ်ချမ်းသာလို့ကိုးကွယ်တာမဟုတ်ချမ်းသာခြင်းလို့ကိုးကွယ်တာမဟုတ်ဆင်းရဲသွားတဲ့အချိန်မှာလည်းဖះကိုကိုးကွယ်တယ်ဆင်းရဲတဲ့ကနေလွတ်မြောက်ဖို့အတွက်ကိုးကွယ်တာမဟုတ်သူ့နှလုံးသားထဲမှာသစ္စာဆိုတဲ့မှန်ကန်တဲ့နှလုံးသားသဘောကဘာလို့နေလဲရှိနေတယ်ဖះမှန်တော့ဖះကကောင်းမြတ်တော့ဖះဖြစ်လို့သူဘာလုပ်နေရလဲကိုးကွယ်နေတာဖြစ်တယ်ဒါကြောင့်မို့သင်ဖះကိုကိုးကွယ်တဲ့ခါမှာသင်ဖះကိုချီးမွမ်းတဲ့ခါမှာသင်ဖះကိုဝတ်ပြုတဲ့ခါမှာအကျိုးလိုချင်တဲ့သဘောနဲ့မဖြစ်ဖို့အင်မတန်ရေးကြည့်တယ်အဲ့ဒီလိုပြောလို့ဖះသခင်ကကိုးကွယ်တော်သူကိုအကျိုးမပေးဘူးလားပေးတာဗောဖះသခင်ကကိုးကွယ်တော်သူမှန်သမျှကိုအကျိုးပေးတယ်ဖះသခင်ဖြစ်ပါတယ်သင်ဖျားခင်တော်ဖျားကိုဝတ်ပြုရမည်တဲ့တို့ပြုရင်သင်မုံကို၎င်းရေကို၎င်းငါကောင်းကြီးပေးမယ်သင်အနာယောဂါကိုလည်းသင်အထဲကနေငါနှုတ်ယူဖယ်ရှားမယ်သင်ပြည်တွင်ကိုယ်ဝင်ပြတ်သောတော်ဝါမြုံသောတော်ဝါမရှိစေရအောင်မင်းရဲ့အသက်တန်းကိုလည်းငါဆုံးနေစေမယ်မင်းရဲ့ရန်သူတွေကိုလည်းငါနောက်သို့လှည့်စေမယ်ဖျားတောင်းဆိုတာတခုပဲနော်သင်ဖျားခင်တော်ဖျားကိုဘာလုပ်အောင်လဲဝတ်ပြုအောင်ဖျားကိုကိုးကွယ်ခြင်းမှာကောင်းကြီးတွေအများကြီးရှိတယ်ဒါပေမဲ့ကောင်းကြီးလိုချင်လို့ဖះကိုကိုးကွယ်တာမျိုးတော့မဖြစ်စေနဲ့သိရေးကြီးတယ်နှလုံးသားမှန်ကန်ဖို့ဟာသိရေးကြီးတယ်သင်ဘာနှလုံးသားနဲ့ဖះကိုကိုးကွယ်နေလဲလူတွေကိုလိန်လို့ရမယ်ဖះကိုလိန်လို့မရဖះက CCTV ထက်မြင်တယ်နော်သင်ဓာတ်မှန်ထက်ပိုကောင်းတယ်သင်နှလုံးသားထဲမှာဘယ်အရာကိုခင်တွယ်ပြီးတော့ဖះကိုကိုးကွယ်စစ်မှန်တဲ့နှလုံးသားနဲ့ဖះကိုကိုးကွယ်ပါ